စာရေးဆရာနဲ့အမှုပညာကြီးပေါ့အဲ့စကားတဲ့အမှန်နဲ့စကားကိုပြောရင်တော့ကြပြဆရာနဲ့အမှုပညာကြီးပေါ့ကိုတို့ဒီဘက်မှာကိုတို့ပရဝမှာကြည့်ရပေါ့နိုင်ငံနဲ့ချီပြီးတော့မကြည့်တော့ကိုတို့ပရဝမှာစာဖတ်တဲ့သူတော်နေပါတယ်တော်နေတဲ့ပြင်မှာဟိုမှာကြပြစာဖတ်တဲ့သူနေတယ်ပေါ့ဝတ္ထုစာအုပ်ဖတ်တယ်အောင်မြင်ရေးစာရေးဆရာအောင်မြင်ရေးစာအုပ်တွေဖတ်တယ်နောက်ပြီးကြတော့ကာတွန်းဖတ်တယ်အဲ့တဲ့မှာဟိုမှာကြပြတွေဖတ်တဲ့သူတော်နေပါတယ်ကြပြတွေဒသနာတွေကိုဖတ်တဲ့သူတော်နေပါတယ်အဲ့တော့စာရေးဆရာတွေကအကုန်လုံးငမွေးတွေကြီးပါပဲစာရေးဆရာတွေဆိုပြီးတော့တောက်ပြောင်ပြောင်ရှိနေတဲ့သူရှားပါတယ်ကြည့်လိုက်ပေါ့ခုအောင်မြင်ထားတဲ့သူတွေထဲမှာလဲစာရေးဆရာဆိုပြီးတော့တောက်ပြောင်ပြောင်အောင်မြင်ထားတဲ့သူရှားပါတယ်အဲ့တော့အဲ့ဒီမှာရှားဆုံးမှာစာရေးဆရာတွေဆိုတာတော့ဒါဝါသနာပါလို့ပဲစာအုပ်ကိုထုတ်ကြတာစာရေးဆရာတွေဆိုတာအကုန်လုံးငမွေးတွေကြီးပါကြပြဆရာတွေဆိုရင်တော့ပူမွေးပါတယ်အဲ့တော့ကြပြဆရာတွေကိုတို့ရဲ့တငယ်ချင်းတွေထဲမှာလဲကြပြစာအုပ်တွေထုတ်တယ်အဲ့ထုတ်တဲ့ထဲမှာသူတို့ဆိုရင်လည်းဒါကြပြစာအုပ်ထုတ်ပြီးတော့စုံတော်မှာဖုံးပေးစရာမရှိတော့တဲ့နော်နော်ကြီးတွေညီနောင်တွေတွေ့ရတယ်အဲ့လိုပဲပေါ့စာရေးဆရာနဲ့အမှုပညာဆိုတာကြပြဆရာနဲ့အမှုပညာကြီးပေါ့အဲ့တော့ကိုယ်စာအုပ်တွေထုတ်တဲ့ခါကျတချို့ကမေးကြရပေါ့စာအုပ်ဈေးနှုန်းဘယ်လောက်လဲသတ်မှတ်ကြတယ်အဲ့ခါကျတော့ကိုယ်လည်းဒီမှာလောက်တဲ့သူတွေကိုပြောထားရပေါ့ကြပြစာအုပ်တွေထုတ်မယ်ဆိုရင်ကြလို့ကိုယ်စာအုပ်တွေထုတ်မယ်ဆိုရင်ပေါ့ဒီသူတို့ပြန်လဲအဝါလုံးမယ်ဆိုရင်ကတော့ဒါကိုကတော့ဒီဈေးနှုန်းတွေတော့အမှုပညာကြီးပါညာပေါ့သူတို့ပြောတာနေဆိုရင်တော့ဒါကာလာပေါက်ဈေးတက်တော့မနှဲစေချင်ဘူးမနှဲစေချင်ဘူးလို့သူတို့ပရိယေနဲ့ပြောထားတယ်ဘာလို့လဲဆိုတော့တန်ဖိုးပေါ့ဗျာလူတွေကဖုန်း4-5သိန်းတန်ဝယ်လိုက်ဖို့တော်တော်လေးကိုလက်ရွှင်ကြတယ်ဒါပေမဲ့စောက်4,000-5,000ဘူး4,000-5,000ဘူးဝယ်ရင်စောက်တွေဈေးကြီးတယ်ဆိုတဲ့စကလုံးတွေကလုံးဝဒီငစိမ့်တန်းထဲမှာကြားရတယ်လို့ပဲပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါမို့စာအုပ်တွေဆိုတာကတော့ဒါကိုယ့်ရဲ့နိုင်ငံတစ်ခုပြောင်းလဲဖို့ဆိုတာလေဒီနိုင်ငံဆိုတာအမှုပညာရှိမှာပေါ့အမှုပညာရှိမှရှင်းတတ်နိုင်တယ်ပေါ့ဘာလို့လဲဆိုတော့နိုင်ငံဆိုတာစာဖတ်ဖို့လိုပါတယ်လူငယ်တွေဆိုတာလည်းစာဖတ်ဖို့လိုပါတယ်စာအုပ်မျိုးစုံဖတ်ဖို့လိုပါတယ်အဲ့ဒါဖြစ်တဲ့အတွက်ဒီစာရေးဆရာနဲ့အမှုပညာကြီးပေါ့အဲ့ဒါဖြစ်တဲ့အတွက်ဒီလိုပဲပေါ့ကြပြဆရာနဲ့အမှုပညာကြီးဆိုသလိုမျိုးအခုကိုခေတ်ကဘယ်လိုခေတ်နေတဲ့ဖြစ်နေတဲ့အနေထားအတိုင်းလေးရှိရပေါ့အဲ့ဒါမှစာအုပ်တွေပါတယ်အဲ့လိုတင်ကြမယ်ဆိုရင်လည်းအဲ့လိုမျိုးလေးတော့ရှိတယ်အဲ့မှမွေးနေတဲ့ကြပြဆရာတွေလည်းဖိုက်တင်းပါလို့အဲ့ဒါအခုရင်လာဖွင့်ကြလို့မပြောတာလေးနည်းနည်းလေးပြောပြကိုတငယ်ချင်းတွေကအဲ့လိုစာအုပ်ထုတ်မယ်ဆိုတော့ဂျဘိုးမင်းမွေးတော့မှာဂျဘိုးကြီးမွေးတော့မှာဆိုပြီးတော့စပိုတင်းတွေလာပြီးတော့ဒီဘေးစကားတွေလာပြီးတော့ပြောကြတယ်အဲ့ဒါဖြစ်တဲ့အတွက်အဲ့တော့မွေးနေတဲ့ကြပြဆရာတွေဖိုက်တင်းပါဂျဘိုးကြီးလည်းမကြခင်မွေးတော့မှာပေါ့